မိုင်းရဲ့အမောင်ထုထဲမှာနက်နက်ရှိုင်းရှိုင်းမြုပ်နှံထားခဲ့တဲ့လူမျိုးစုတစုရဲ့အကြောင်းတစ်ဖက်မှာအေယာဝတီမြညာဒေသနဲ့တောင်တန်းတွေပေါ်မှာအမြင့်တွင်နေပြီးတစ်ဖက်မှာတော့တရုတ်နိုင်ငံရဲ့နယ်စပ်ဖြတ်ကျော်နယ်မြေတွေရဲ့အထိပြန့်နှံ့နေတဲ့သမိုင်းကြောင်းသူတို့ဟာဘသူတွေလဲမြန်မာနိုင်ငံဘက်ခြမ်းကကချင်ချင်းဖော့လူမျိုးတွေနဲ့တရုတ်နိုင်ငံဘက်ခြမ်းကချင်းဖော့ကျင်းပိုးချင်းဖော့လူမျိုးတွေဟာတကယ်တမ်းမှာသွေးချင်းသားရင်းတွေဖြစ်ကြပေမဲ့ရာစုနှစ်များစွာရဲ့နိုင်ငံရေးနယ်နိမိတ်မြင်းတွေနဲ့တမိုင်းကြောင်းရဲ့ရိုက်ခတ်မှုတွေကြောင့်ဘလို့တွေကွဲပြားခြားနားလာခဲ့ကြပါသလဲဒီနေ့ခေတ်မှာလူအများစုမေးခွန်းထုတ်နေကြတဲ့ဒီလိုဝက်ဆန်းကျဲတဲ့ဆက်နွယ်မှုကြီးရဲ့နောက်ွယ်မှာဘာတွေဖုံးကွယ်နေပါသလဲခေတ်အဆက်ဆက်ဖြတ်တန်းလာခဲ့တဲ့သူတို့ရဲ့ယဉ်ကျေးမှုဘိုးဘွားပြည်ပင်အမြင့်တွေနဲ့တမိုင်းတစ်ခွင်ရှောင်လန်းခဲ့ရတဲ့ခီးလန်းကိုအတူတူစူးစမ်းကြည့်ကြရအောင်အခန်း1တရုတ်နိုင်ငံတောင်ပိုင်းယူနန်ပြည်နယ်ရဲ့တောင်တန်းထူထပ်တဲ့မြေမျက်နှာတွင်ပြင်တွေနဲ့မြန်မာနိုင်ငံရဲ့မြောက်ဖျားပိုင်းတောင်တန်းဒေသတွေဟာပထဝီဝင်ရတာမကလူမျိုးစုတမိုင်းကြောင်းရပါအလွန်တရာမှနှဆိုင်စွာဆက်ဆက်နေပါတယ်တရုတ်နိုင်ငံဘက်မှာကျင်းပိုးလို့လူသိများပြီးမြန်မာနိုင်ငံဘက်မှာတော့ချင်းဖော်သို့မဟုတ်ကချင်လို့ခေါ်ဆိုကြတဲ့ဒီလူမျိုးစုဟာတကယ်တမ်းမှာမူလအစအမြင့်တစ်ခုတည်းကနေဆင်းသက်လာခဲ့ကြတာဖြစ်ပါတယ်တမိုင်းသုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရဂျိမ်းဖော်လူမျိုးတွေရဲ့မူလစစ်မြစ်ဟာတိဘက်မြန်မာအနွယ်ဝင်လူမျိုးစုများဖြစ်ကြပြီးလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကတိဘက်ကုန်းပြည်မြင့်နဲ့အရှေ့တောင်အာရှကုန်းမြင့်ဒေသတွေစီကိုတဖြည်းဖြည်းရွှေ့ပြောင်းလာခဲ့ကြသူတွေဖြစ်ပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းယူနန်ပြည်နယ်ရဲ့ဒီဟုန်တောင်ကိုပိုင်အုပ်ချုပ်ခွင့်ရကျင်းပိုးနဲ့လီဆူလူမျိုးစုများကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင်းမှာဂျိမ်းဖော်ကျင်းပိုးလူမျိုးတွေတိတ်သေးစွာနေထိုင်ကြပါတယ်။ဒီဒေသတွေဟာရှေ့ရခင်ကတည်းကတရုတ်နဲ့အရှေ့တောင်အာရှကိုဆက်သွယ်ပေးတဲ့ကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာတည်ရှိနေတာကြောင့်နိုင်ငံရေးအရာရောယဉ်ကျေးမှုအရာပါရိုက်ခတ်မှုအမျိုးမျိုးကိုရင်ဆိုင်ခဲ့ရပါတယ်တိုးတော်လဲနယ်နိမိတ်မြင်းတွေမပေါ်ပေါက်သေးခင်ကာလများကဒီလူမျိုးစုတွေအတွက်တရုတ်နဲ့မြန်မာဆိုတဲ့ခွဲခြားမှုတွေမရှိခဲ့ပါဘူးသူတို့ဟာတောင်တန်းဒေသရဲ့တူညီတဲ့ယဉ်ကျေးမှုရိုးရာဓလေ့ဘာသာစကားနဲ့အသက်မွေးဝမ်းကြောင်းမှုစနစ်တွေကိုမျှဝေခံစားခဲ့ကြသူတွေဖြစ်ပါတယ်ဒါပေမဲ့တမိုင်းရဲ့ကွေးကောက်မှုတွေနဲ့အတူဒီလူမျိုးစုနှစ်ခုကြားမှာကြီးမားတဲ့အပြောင်းအလဲတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့နိုင်ငံရေးနယ်နိမိတ်သတ်မှတ်ချက်တွေနဲ့ကိုလိုနီခေတ်ရဲ့ရိုက်ခတ်မှုတွေပါပဲ။အခန်း2ကိုလိုနီခေတ်မတိုင်မီနဲ့ကိုလိုနီခေတ်ဦးကာလတွေမှာပြည်သူ့ခန်ဒေးစ်နဲ့တရုတ်ဧကရာတပ်ဦးဆန်ပိုင်ဆိုရတွေကြားနေဆက်မြင့်သတ်မှတ်ရေးလုပ်ငန်းတွေစတင်လာတဲ့အခါမှာတော့တောင်တန်းပေါ်မှာလွတ်လပ်စွာရွှေ့ပြောင်းသွားလာနေထိုင်ကြတဲ့ဂျိမ်းဖော်လူမျိုးတွေဟာရုတ်တရက်ဆိုသလိုနယ်နိမိတ်ရဲ့တစ်ဖက်တစ်ချက်စီမှာကွဲထွက်သွားခဲ့ရပါတော့တယ်။ပြည်သူတို့လက်အောက်ရောက်သွားတဲ့မြန်မာနိုင်ငံဘက်ခြမ်းကဂျိမ်းဖော့ကချင်လူမျိုးတွေဟာပြည်သူတို့ရဲ့အုပ်ချုပ်ရေးစနစ်နေကြားဒေတာအုပ်ချုပ်ရေးဥပဒေတွေနဲ့ခရီးရန်တသနာပြုတွေရဲ့တက်ရောက်မှုတွေကိုပြင်းပြင်းထန်ထန်ခံစားခဲ့ကြရပါတယ်အထူးသဖြင့်ဘာသာရေးနဲ့ပညာရေးပိုင်းမှာအနောက်တိုင်းစာပေဖြစ်တဲ့လက်တင်အခရာသုံးကချင်စာပေပေါ်ထွန်းလာခဲ့ခြင်းကမြန်မာနိုင်ငံဘက်ကဂျိမ်းဖော့လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့လူမှုဘဝကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်တစ်ဖက်မှာတော့တရုတ်နိုင်ငံဘက်ခြမ်းကကျင်းပိုးလူမျိုးတွေဟာတရုတ်ယဉ်ကျေးမှုနိုင်ငံရေးစနစ်နဲ့ကွန်မြူနစ်တော်လှန်ရေးကာလတွေရဲ့လွှမ်းမိုးမှုအောက်ကိုရောက်ရှိသွားခဲ့ပါတယ်တရုတ်အစိုးရရဲ့လူမျိုးစုမူဝါဒအရသူတို့ကိုတရုတ်နိုင်ငံအတွင်းရှိတရားဝင်လူမျိုးစု56စုတဲကတစုဖြစ်တဲ့ကျင်းပိုးလူမျိုးချင်းဖောဖြစ်သတ်မှတ်ခဲ့ပြီးတရုတ်စာပေအခရာသို့မဟုတ်ပင်ရင်စနစ်များကိုအခြေခံတဲ့စာပေစနစ်တွေနဲ့တရုတ်နိုင်ငံသားအဖြစ်ပေါင်းစည်းလာစေရန်ဆောင်ရွက်ခဲ့ကြပါတယ်ဒီလိုနဲ့သွေးချင်းသားရင်းတွေဖြစ်ကြတဲ့တစ်ဖက်နဲ့တစ်ဖက်ဟာတုံးဆွဲတဲ့စာပေအခရာတွေနိုင်ငံရေးစနစ်တွေနိုင်ငံသားခံယူမှုတွေတာမကဘာသာစကားဝေါ်ဟာရအချို့မှာပါတဖြည်းဖြည်းကွာဟလာခဲ့ပါတော့တယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကနိုင်ငံရေးနယ်နိမိတ်တွေဘလောက်ပဲခြားနားနေပါစေသူတို့ရဲ့ရိုးရာဓလေ့တွေးရင်းနှီးမှုနဲ့မူလစစ်မြစ်ဆိုင်ရာယုံကြည်ချက်တွေကတော့ပျောက်ကွယ်သွားခဲ့ခြင်းမရှိပါဘူးအခန်း3ဒီနေရာမှာတမိုင်းတူတီတွေအထူးလေးထားလေ့လာကြတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ဘာသာစကားနဲ့ယဉ်ကျေးမှုဆက်နွယ်မှုပါပဲတရုတ်နိုင်ငံဘက်ကကျင်းပိုးလူမျိုးတွေပြောဆိုတဲ့ဘာသာစကားနဲ့မြန်မာနိုင်ငံဘက်ကဂျိမ်းဖော်လူမျိုးတွေပြောဆိုတဲ့ဘာသာစကားဟာအခြေခံအဖြစ်တူညီနေစေဖြစ်ပါတယ်သူတို့ဟာတယောက်နဲ့တယောက်စကားပြောဆိုတဲ့အခါအလွယ်တကူနားလည်နိုင်ကြပါတယ်သို့တော်လည်းဝေါ်ဟာရပိုင်းဆိုင်ရာမှာတော့ကွာခြားချက်တွေရှိလာပါတယ်တရုတ်ဘက်ခြမ်းကကျင်းပိုးလူမျိုးတွေရဲ့စကားထဲမှာတရုတ်ဘာသာစကားကဆင့်တက်လာတဲ့ဖြစ်တဲ့ဝေါ်ဟာရတွေနိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာဝေါ်ဟာရတွေအများအပြားဝင်ရောက်လာခဲ့ပါတယ်မြန်မာဘက်ခြမ်းကဂျိမ်းဖော်တွေကြတော့မြန်မာဘာသာစကားအင်္ဂလိပ်ဘာသာစကားနဲ့ခရစ်ယာန်သာသနာပြုတွေတင်သွင်းပေးခဲ့တဲ့ဝေါ်ဟာရတွေရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပါတယ်ဒါအပြင်ရိုးရာယဉ်ကျေးမှုအခမ်းအနားတွေမနှောပွဲတော်လိုမျိုးကြီးမားတဲ့လူမျိုးစုပွဲတော်တွေကိုကျင်းပတဲ့နေရာမှာလည်းနှစ်ဖက်စလုံးကသူတို့ရဲ့မူလဘိုးဘွားရိုးရာအမွေအနှစ်တွေကိုထိန်းသိမ်းထားကြဆဲဖြစ်ပါတယ်။သို့တော့နိုင်ငံရေးစနစ်တွေရဲ့ဖိအားပေးမှုနဲ့ဒေသန္တရအခြေအနေတွေကြောင့်အဲ့ဒီပွဲတော်တွေရဲ့ပုံစံအတွင်းပြင်တွေမှာအနှဲငယ်စီကွဲပြားမှုတွေရှိလာခဲ့ပါတယ်။ဥပမာအားဖြင့်တရုတ်နိုင်ငံဘက်ကကျင်းပိုးလူမျိုးတွေဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့တရားဝင်လူမျိုးစုယဉ်ကျေးမှုထိန်းသိမ်းရေးမူပေါင်းအတွင်းမှာသာရိုးရာပွဲတော်တွေကိုကျင်းပခွင့်ရှိကြပြီးနိုင်ငံရေးအရာတရုတ်နိုင်ငံအပေါ်တစ္ဆာဆောင်တည်မှုနဲ့လူမျိုးစုစည်းလုံးညီညွတ်မှုကိုဟန်ချက်ညီညီထိန်းသိမ်းကြရပါတယ်မြန်မာနိုင်ငံဘက်ကဂျိမ်းဖော်ကချင်တွေကြတော့နိုင်ငံရေးမတည်ငြိမ်မှုတွေပြည်တွင်းပဋိပက္ခတွေနဲ့လက်နက်ကင်တိုက်ပွဲတွေကြားထဲမှာသူတို့ရဲ့ကိုယ်ပိုင်အာဏာပိုင်ဆိုင်မှုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ယဉ်ကျေးမှုလွတ်လပ်ခွင့်အတွက်ဆယ်စုနှစ်များစွာရုန်းကန်ခဲ့ကြရပါတယ်အခန်း၄ဒီ
ဒီလိုကွဲပြားခြားနားတဲ့သမိုင်းလမ်းကြောင်းတွေပေါ်မှာရှောက်လန်းခဲ့ကြရပေမဲ့နှစ်ဖက်စလုံးမှာရှိတဲ့ဂျိမ်းဖော့ကျင်းဖိုးလူမျိုးတွေရဲ့ရင်ထဲမှာအမြင့်တွယ်နေတဲ့အချက်တစ်ချက်ကတော့သူတို့ရဲ့မူလစစ်မြေမကြရှောင်မတ်ဂျွေရှင်းကွာလို့ခေါ်တဲ့ဒဏ္ဍာရီလာမူလဘိုးဘွားနယ်မြေနဲ့ဆွေမျိုးသားချင်းတိစောက်ပုံစနစ်ပါပဲဂျိမ်းဖော့လူမျိုးတွေရဲ့ထူးခြားချက်ကတော့သူတို့ရဲ့ဆွေမျိုးတော်စမှုစနစ် cancel system နဲ့လူမှုရေးဖွဲ့စည်းပုံဖြစ်ပါတယ်တရုတ်ဘက်ခြမ်းကကျင်းဖိုးတွေရောမြန်မာဘက်ခြမ်းကဂျိမ်းဖော့တွေပါလူဖွဲ့စည်းရဲ့အခြေခံစည်းမျဉ်းတွေဖြစ်တဲ့မျိုးရိုးစု clans ခွဲခြားမှုတွေလက်ထပ်ထိမ်းမြမှုဒလိထုံးတမ်းတွေကိုယနေ့တိုင်တင်းတင်းကြပ်ကြပ်လိုက်နာကျင့်သုံးစေဖြစ်ပါတယ်အထူးသဖြင့်နေဆက်ဖြစ်ကျော်ဆက်ဆံရေးတွေမှာဒီဆွေမျိုးသားချင်းဆက်သွယ်မှုတွေကအလွန်တရာမှအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။နေဆက်ရဲ့တစ်ဖက်နဲ့တစ်ဖက်မှာရှိတဲ့ဆွေမျိုးတွေဟာဂုံသွယ်ရေးအိမ်အောင်ပြုမှုတွေနဲ့မိသားစုရေးရကိစ္စတွေအတွက်နေဆက်ကိုတရားဝင်ဖြစ်စေတရားမဝင်ဖြစ်စေအမြဲတမ်းလိုအပြန်လန်ကူးလူဆက်ဆံနေကြဆဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုနေဆက်ဖြစ်ကျော်ဆက်ဆံမှုတွေဟာတခါတရံမှာနိုင်ငံရေးအရာအလွန်တရာထိလွယ်ရှလွယ်တဲ့ကိစ္စရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။တရုတ်နဲ့မြန်မာနိုင်ငံအစိုးရတွေရဲ့နေဆက်လုံခြုံရေးတင်းကျပ်မှုတွေတရားမဝင်ဝင်ရောက်လာမှုတားဆီးရေးလုပ်ငန်းတွေကြောင့်ဒီသွေးချင်းတွေကြားကကူးလူဆက်ဆံမှုတွေဟာအရင်ကလောက်မလွယ်ကူတော့ပါဘူးဒီနေရာမှာပိုလို့တောင်စိတ်ဝင်စားဖို့ကောင်းတာကမြန်မာနိုင်ငံဘက်ခြမ်းကတချင်ဒေသတွေမှာဖြစ်ပွားနေတဲ့ပြင်းထန်တဲ့လက်နက်ကင်ပဋိပက္ခတွေနဲ့နေဆက်ဒေသတည်ငြိမ်ရေးပြဿနာတွေဟာတရုတ်နိုင်ငံဘက်ကကျင်းပလူမျိုးတွေရဲ့အနေအထားပေါ်မှာရောဘယ်လိုရိုက်ခတ်မှုတွေရှိနေပါသလဲအခန်း9မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ကချင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပွဲတွေလက်နက်ကင်ပဋိပက္ခတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေဟာတရုတ်နိုင်ငံဘက်ခြမ်းကဂျိမ်းဖော့ကျင်းဖိုးလူမျိုးတွေရဲ့စိတ်နှလုံးကိုအလွန်တရာထိခိုက်စေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေဆက်မြင်းဆိုတာလူလုစာရွက်စာတမ်းပေါ်ကရေးဆွဲထားတဲ့မြင်းတစ်ကြောင်းသာဖြစ်ပြီးသူတို့ရဲ့တွေးသားရင်းချတွေမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဘိုးဘွားဆင်ဆက်ဆက်ဆံလာခဲ့ကြတဲ့ဆွေမျိုးတွေကတော့နေဆက်ရဲ့တစ်ဖက်ခြမ်းမှာအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်နေကြရလို့ပါပဲ။တရုတ်နိုင်ငံယူနန်ပြည်နယ်တဲကကျင်းဖိုးလူမျိုးတွေဟာမြန်မာနိုင်ငံဘက်ကစစ်ပေးတံကြောင့်ထွက်ပြေးလာကြတဲ့သူတို့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ဒုက္ခသည်တွေကိုလူသားချင်းစာနာထောက်ထားမှုအနေနဲ့တိတ်တဆိတ်ကူညီဆောင်ရှောက်ပေးခဲ့ကြတဲ့ဖြစ်ရပ်တွေအများပြားရှိခဲ့ပါတယ်သို့တော်လည်းတရုတ်ဆိုရရဲ့တင်းကျပ်တဲ့နေဆက်လုံခြုံရေးမူဝါဒတွေနေဆက်တလျှောက်တိစောက်ထားတဲ့အကာအကွယ်ကင်းစခန်းတွေနဲ့ကင်းလက်မှုတွေကြောင့်ဒီလိုကူညီမှုတွေဟာအရင်ကလိုလွတ်လွတ်လပ်လပ်လှုပ်ဆောင်လို့မရတော့ဘဲအလွန်တရာအန္တရာယ်များတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာလည်းတရုတ်နိုင်ငံရဲ့ကြီးမားတဲ့စီးပွားရေးစီမံကိန်းတွေရပ်ဝန်းနဲ့လမ်းကြောင်း Belt and Road Initiative စီမံကိန်းတွေနဲ့တစ်တော်ထွက်ပစ္စည်းတပ်ထုတွင်ရှာဖွေရေးလုပ်ငန်းတွေဟာနေဆက်ဒေတာနှစ်ဖက်စလုံးမှာရှိတဲ့ဂျိမ်းဖော့လူမျိုးတွေရဲ့တဘာဝပတ်ဝန်းကျင်နဲ့အသက်မွေးဝမ်းကြောင်းမှုကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လာခဲ့ပါတယ်။တရုတ်ဘက်ခြမ်းမှာတော့ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူလူမှုဘဝအခြေအနေတွေမြင့်မားလာပေမဲ့သူတို့ရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေတဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ခြေရှိနေတယ်ဆိုတဲ့စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။မြန်မာဘက်ခြမ်းမှာတော့စစ်ပွဲတွေရဲ့တန်းကြောင့်ရိုးရာယဉ်ကျေးမှုနယ်မြေတွေပျက်စီးုံတာမကလူငယ်လူရွယ်တွေဟာလည်းအလောက်ကိုင်ခွင့်လန်းရှားပါမှုနဲ့ဘဝလုံခြုံမှုမရှိတော့တဲ့ဒဏ်တွေကြောင့်အိမ်နဲ့အဝေးကိုထွက်ခွာတိမ်းရှောင်ကြရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်ဒီလိုအခြေအနေတွေကြားမှာတရုတ်ဘက်ကကျင်းဖိုးတွေနဲ့မြန်မာဘက်ကဂျိမ်းဖော့တွေဟာသူတို့ရဲ့တူညီတဲ့လူမျိုးရေးအမှတ်လက္ခဏာကိုဘယ်လိုဆက်လက်ထိန်းသိမ်းကြအောင်မှလဲနယ်နိမိတ်တွေကဘယ်လောက်ပဲခြားနားစေဘူးတော့သူတို့ရဲ့ရင်ထဲမှာကိန်းရောက်နေတဲ့သွေးချင်းစစ်မြစ်ကတော့ဘယ်တော့မှပြောက်ကွယ်သွားမှာမဟုတ်ပါဘူးဒါပေမဲ့ဒီသမိုင်းခီးလန်းရဲ့နောက်ထပ်အနာဂတ်မှာဘာတွေဆက်ဖြစ်လာအောင်မလဲကြီးမားတဲ့အင်အားကြီးနိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးကစားကွက်တွေနဲ့ကမ္ဘာအပြောင်းအလဲတွေကြားမှာဒီလူမျိုးစုငယ်လေးတွေရဲ့ကံကြမ္မာကဘယ်ဘက်ကိုဥတီသွားနေပါသလဲအခန်း6ဒီနေရာမှာသမိုင်းပညာရှင်တွေနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေအထူးစိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့အဓိကအချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့နေဆက်ဒေတာတည်ငြိမ်ရေးနဲ့လူမျိုးစုယဉ်ကျေးမှုပျောက်ကွယ်သွားနိုင်ခြေအန္တရာယ်ပါပဲ။တရုတ်နိုင်ငံဘက်ခြမ်းကကျင်းဖိုးလူမျိုးတွေဟာတစ်ဖက်မှာတရုတ်နိုင်ငံသားတယောက်အနေနဲ့နိုင်ငံရေးအရာအပြည့်အဝပေါင်းစည်းလာရတဲ့အတွက်တရုတ်ဘာသာစကားနဲ့ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုကိုအလွန်မင်းခံလာရပါတယ်။လူငယ်မျိုးဆက်တွေအနေနဲ့သူတို့ရဲ့မူလဂျိမ်းဖော့ကျင်းဖိုးဘာသာစကားကိုပြောဆိုနိုင်စွမ်းကျဆင်းလာတာရိုးရာဒလိထုံးတမ်းတွေကိုနက်နက်ရှိုင်းရှိုင်းမသိရှိတော့တာတွေဟာလက်ရှိကြုံတွေ့နေရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ကျောင်းတွေမှာတရုတ်စကားနဲ့သာပညာသင်ကြားရခြင်းအလောက်ကိုင်ခွင့်လန်းအတွက်တရုတ်ယဉ်ကျေးမှုကိုအဓိကလက်ခံရခြင်းတို့ကြောင့်မျိုးဆက်တွေရဲ့ယင်ထဲမှာလူမျိုးရေးအမှတ်လက္ခဏာ ethnic identity တဖြည်းဖြည်းမိမ့်လာနေပါတယ်။မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ပြဿနာကလုံးဝခြားနာပြီးပိုလို့တောင်ဆိုးရွားပါတယ်။စစ်ရေးပဋိပက္ခတွေအိုးအိမ်ဆုံးခွာထွက်ပြေးရမှုတွေနဲ့ပညာရေးကျန်းမာရေးဆောင်ရှောက်မှုကင်းမဲ့နေမှုတွေကြောင့်ကချင်ဒေသကလူငယ်တွေဟာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုစနစ်တကျသင်ယူဖို့ထက်အသက်ရှင်တန်ရေးအတွက်ရုန်းကန်နေကြရပါတယ်။သို့တော်လည်းတစ်ဖက်မှာတော့ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့လက်နက်ကင်ဖွဲ့စည်းတွေရဲ့ဥဆောင်မှုအောက်မှာကိုပိုင်စာပေနဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းရန်ကြိုးပမ်းအားထုတ်မှုတွေရှိနေစေဖြစ်ပါတယ်။ဒီလိုနှစ်နိုင်ငံစလုံးမှာရင်ဆိုင်နေရတဲ့ကွဲပြားခြားနားတဲ့ဖိအားတွေနဲ့စိန်ခေါ်မှုတွေကြားမှာတရုတ်ဘက်ကကျင်းဖိုးတွေနဲ့မြန်မာဘက်ကဂျိမ်းဖော့တွေဟာအွန်လိုင်းနည်းပညာတွေဆိုရှယ်မီဒီယာတွေနဲ့နေဆက်ဖြတ်ကျော်ဆက်သွယ်မှုလမ်းကြောင်းတွေကနေတဆင့်သူတို့ရဲ့ယဉ်ကျေးမှုနဲ့တခြင်းတွေကိုပြန်လည်ချိတ်ဆက်ဖို့ကြိုးစားလာကြပါတယ်။အထူးသဖြင့်မကြာသေးခင်နှစ်တွေအတွင်းမှာအင်တာနက်နဲ့ဆက်သွယ်ရေးနည်းပညာတွေဖွံ့ဖြိုးလာတာနဲ့အမျှတရုတ်နိုင်ငံဘက်ကကျင်းဖိုးလူမျိုးတွေနဲ့မြန်မာနိုင်ငံဘက်ကကချင်ဂျိမ်းဖော့လူမျိုးတွေဟာရိုးရာဒေသချင်းတွေဗီဒီယိုတွေနဲ့ယဉ်ကျေးမှုဖလှယ်မှုတွေကိုအွန်လိုင်းပေါ်မှာပြန်လည်မျှဝေလာကြတာကိုတွေ့ရှိရပါတယ်။ဒါဟာနှစ်ပေါင်းများစွာနယ်နိမိတ်တွေနဲ့နိုင်ငံရေးစနစ်တွေကြောင့်ကွဲကွာနေခဲ့ရတဲ့သွေးချင်းတွေအတွက်ပြန်လည်ချိတ်ဆက်ပေးတဲ့တရားတစ်စင်းဖြစ်လာခဲ့ပါတယ်။
သို့တော်လည်းဒီလို digital ချိတ်ဆက်မှုတွေဟာမျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေတွေ့ရင်သားရင်အချင်းချင်းလက်တွေ့ကူညီဖေးမမှုတွေကိုအပြည့်အဝအစားထိုးနိုင်ပါမလားပို့လို့တော့အရေးကြီးတာကကမ္ဘာအာဏာမြေပုံပေါ်မှာအရေးပါတဲ့နေရာမှာတည်ရှိနေတဲ့ဒီဒေသကြီးရဲ့အနာဂတ်မှာဘလို့မမျှော်လင့်ထားတဲ့နိုင်ငံရေးရိုက်ခတ်မှုအသစ်တွေကသူတို့ရဲ့ကံကြမ္မာကိုဆက်လက်လွှမ်းမိုးသွားဦးမှာပါလေ။တမိုင်းရဲ့အလှည့်ပြောင်းတစ်ခုချင်းစီတိုင်းမှာဂျိမ်းဖော်လူမျိုးတွေဟာရှင်တန်ရက်တီရဲ့အတွက်ရုန်းကန်ခဲ့ရသလိုနောင်လာမည့်အနာဂတ်မှာလည်းသူတို့ရဲ့အမြင့်ပြတ်မသွားမဲ့ယဉ်ကျေးမှုဇစ်မြစ်ကိုဆက်လက်ထိန်းသိမ်းသွားနိုင်ကြဦးမှာလားဆိုတာအခန်း9မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ကချင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပွဲတွေလက်နက်ကင်ပဋိပက္ခတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေဟာတရုတ်နိုင်ငံဘက်ခြမ်းကဂျိမ်းဖော့ကျင်းပိုးလူမျိုးတွေရဲ့စိတ်နှလုံးကိုအလွန်တရာထိခိုက်စေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နေဆက်မြင်းဆိုတာလူလုစာရွက်စာတမ်းပေါ်ကရေးဆွဲထားတဲ့မြင်းတစ်ကြောင်းသာဖြစ်ပြီးသူတို့ရဲ့တွေးသားရင်းချတွေမိတ်ဆွေပေါင်းသင်းတွေနဲ့ဘိုးဘွားဆင်ဆက်ဆက်ဆံလာခဲ့ကြတဲ့ဆွေမျိုးတွေကတော့နေဆက်ရဲ့တစ်ဖက်ခြမ်းမှာအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်နေကြရလို့ပါပဲ။တရုတ်နိုင်ငံယူနန်ပြည်နယ်တဲကကျင်းပိုးလူမျိုးတွေဟာမြန်မာနိုင်ငံဘက်ကစစ်ပေးတံကြောင့်ထွက်ပြေးလာကြတဲ့သူတို့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ဒုက္ခသည်တွေကိုလူသားချင်းစာနာထောက်ထားမှုအနေနဲ့တိတ်တဆိတ်ကူညီဆောင်ရှောက်ပေးခဲ့ကြတဲ့ဖြစ်ရပ်တွေအများပြားရှိခဲ့ပါတယ်သို့တော်လည်းတရုတ်ဆိုရရဲ့တင်းကျပ်တဲ့နေဆက်လုံခြုံရေးမူဝါဒတွေနေဆက်တလျှောက်တိဆောက်ထားတဲ့အကာအကွယ်ကင်းစခန်းတွေနဲ့ကင်းလက်မှုတွေကြောင့်ဒီလိုကူညီမှုတွေဟာအရင်ကလိုလွတ်လွတ်လပ်လပ်လှုပ်ဆောင်လို့မရတော့ပဲအလွန်တရာအန္တရာယ်များတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာလည်းတရုတ်နိုင်ငံရဲ့ကြီးမားတဲ့စီးပွားရေးစီမံကိန်းတွေရပ်ဝန်းနဲ့လမ်းကြောင်း Belt and Road Initiative စီမံကိန်းတွေနဲ့တစ်တော်ထွက်ပစ္စည်းတပ်ထုတွင်ရှာဖွေရေးလုပ်ငန်းတွေဟာနေဆက်ဒေတာနှစ်ဖက်စလုံးမှာရှိတဲ့ဂျိမ်းဖော်လူမျိုးတွေရဲ့တဘာဝပတ်ဝန်းကျင်နဲ့အသက်မွေးဝမ်းကြောင်းမှုကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လာခဲ့ပါတယ်။တရုတ်ဘက်ခြမ်းမှာတော့ခင်မီဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူလူမှုဘဝအခြေအနေတွေမြင့်မားလာပေမဲ့သူတို့ရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေတဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ခြေရှိနေတဲ့ဆိုတဲ့စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။မြန်မာဘက်ခြမ်းမှာတော့စစ်ပွဲတွေရဲ့တန်းကြောင့်ရိုးရာယဉ်ကျေးမှုနယ်မြေတွေပျက်စီးရုံသာမကလူငယ်လူရွယ်တွေဟာလည်းအလောက်ကိုင်ခွင့်လန်းရှားပါမှုနဲ့ဘဝလုံခြုံမှုမရှိတော့တဲ့ဒဏ်တွေကြောင့်အိမ်နဲ့အဝေးကိုထွက်ခွာတိမ်းရှောင်ကြရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ဒီလိုအခြေအနေတွေကြားမှာတရုတ်ဘက်ကကျင်းပိုးတွေနဲ့မြန်မာဘက်ကဂျိမ်းဖော်တွေဟာသူတို့ရဲ့တူညီတဲ့လူမျိုးရေးအမှတ်လက္ခဏာကိုဘလို့ဆက်လက်ထိန်းသိမ်းကြဦးမှာလဲ။နယ်နိမိတ်တွေကဘလောက်ပဲခြားနားစေဦးတော့သူတို့ရဲ့ရင်ထဲမှာကိန်းရောက်နေတဲ့သွေးချင်းစစ်မြစ်ကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီသမိုင်းခီးလန်းရဲ့နောက်ထပ်အနာဂတ်မှာဘာတွေဆက်ဖြစ်လာအောင်မလဲကြီးမားတဲ့အင်အားကြီးနိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးကစားကွက်တွေနဲ့ကမ္ဘာအပြောင်းအလဲတွေကြားမှာဒီလူမျိုးစုငယ်လေးတွေရဲ့ကံကြမ္မာကဘယ်ဘက်ကိုဥတီသွားနေပါသလဲအခန်း၈ဒီနေရာမှာသမိုင်းပညာရှင်တွေနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေအထူးစိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့အဓိကအချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့နေဆက်ဒေတာတည်ငြိမ်ရေးနဲ့လူမျိုးစုယဉ်ကျေးမှုပျောက်ကွယ်သွားနိုင်ခြေအနေပါပဲတရုတ်နိုင်ငံဘက်ခြမ်းကကျင်းပိုးလူမျိုးတွေဟာတစ်ဖက်မှာတရုတ်နိုင်ငံသားတယောက်အနေနဲ့နိုင်ငံရေးအရာအပြည့်အဝပေါင်းစည်းလာရတဲ့အတွက်တရုတ်ဘာသာစကားနဲ့ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုကိုအလွန်မင်းခံလာရပါတယ်လူငယ်မျိုးဆက်တွေအနေနဲ့သူတို့ရဲ့မူလချင်းဖို့ကျင်းပိုးဘာသာစကားကိုပြောဆိုနိုင်စွမ်းကျဆင်းလာတာရိုးရာဓလေ့ထုံးတမ်းတွေကိုနက်နက်ရှိုင်းရှိုင်းမသိရှိတော့တာတွေဟာလက်ရှိကြုံတွေ့နေရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။ကျောင်းတွေမှာတရုတ်စကားနဲ့သာပညာသင်ကြားရခြင်းအလောက်ကိုင်ခွင့်လန်းအတွက်တရုတ်ယဉ်ကျေးမှုကိုအဓိကလက်ခံရခြင်းတို့ကြောင့်မျိုးဆက်တွေရဲ့ယဉ်ထဲမှာလူမျိုးရေးအမှတ်လက္ခဏာ ethnic identity တဖြည်းဖြည်းမိမ့်မိန်လာနေပါတယ်။မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ပြဿနာကလုံးဝခြားနာပြီးပိုလို့တောင်ဆိုးရွားပါတယ်။စစ်ရေးပဋိပက္ခတွေအိုးအိမ်ဆုံးခွာထွက်ပြေးရမှုတွေနဲ့ပညာရေးကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေမှုတွေကြောင့်ကချင်ဒေသကလူငယ်တွေဟာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုစနစ်တကျသင်ယူဖို့ထက်အသက်ရှင်တန်ရေးအတွက်ရုန်းကန်နေကြရပါတယ်။သို့တော်လည်းတစ်ဖက်မှာတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့လက်နက်ကင်ဖွဲ့စည်းတွေရဲ့ဥဆောင်မှုအောင်မှာကိုယ်ပိုင်စာပေနဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းရန်ကြိုးပမ်းအားထုတ်မှုတွေရှိနေစေဖြစ်ပါတယ်။ဒီလိုနှစ်နိုင်ငံစလုံးမှာရင်ဆိုင်နေရတဲ့ကွဲပြားခြားနားတဲ့ဖိအားတွေနဲ့စိန်ခေါ်မှုတွေကြားမှာတရုတ်ဘက်ကကျင်းပိုးတွေနဲ့မြန်မာဘက်ကဂျိမ်းဖော်တွေဟာအွန်လိုင်းနည်းပညာတွေဆိုရှယ်မီဒီယာတွေနဲ့နေဆက်ဖြတ်ကျော်ဆက်သွယ်မှုလမ်းကြောင်းတွေကနေတဆင့်သူတို့ရဲ့ယဉ်ကျေးမှုနဲ့တခြင်းတွေကိုပြန်လည်ချိတ်ဆက်ဖို့ကြိုးစားလာကြပါတယ်။အထူးသဖြင့်မကြာသေးခင်နှစ်တွေအတွင်းမှာအင်တာနက်နဲ့ဆက်သွယ်ရေးနည်းပညာတွေဖွံ့ဖြိုးလာတာနဲ့အမျှတရုတ်နိုင်ငံဘက်ကကျင်းပိုးလူမျိုးတွေနဲ့မြန်မာနိုင်ငံဘက်ကကချင်ဂျိမ်းဖော့လူမျိုးတွေဟာရိုးရာဒေသချင်းတွေဗီဒီယိုတွေနဲ့ယဉ်ကျေးမှုဖလှယ်မှုတွေကိုအွန်လိုင်းပေါ်မှာအပြန်အလှန်မျှဝေလာကြတာကိုတွေ့ရှိရပါတယ်။ဒါဟာနှစ်ပေါင်းများစွာနယ်နိမိတ်တွေနဲ့နိုင်ငံရေးစနစ်တွေကြောင့်ကွဲကွာနေခဲ့ရတဲ့တွေးချင်းတွေအတွက်ပြန်လည်ချိတ်ဆက်ပေးတဲ့တရားတစ်စင်းဖြစ်လာခဲ့ပါတယ်။သို့တော်လည်းဒီလို digital ချိတ်ဆက်မှုတွေဟာမျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေတွေ့ရင်သားရင်အချင်းချင်းလက်တွေ့ကူညီဖေးမမှုတွေကိုအပြည့်အဝအစားထိုးနိုင်ပါမလားပို့လို့တောင်အရေးကြီးတာကကမ္ဘာအာဏာမြေပုံပေါ်မှာအရေးပါတဲ့နေရာမှာတည်ရှိနေတဲ့ဒီဒေသကြီးရဲ့အနာဂတ်မှာဘလို့မမျှော်လင့်ထားတဲ့နိုင်ငံရေးရိုက်ခတ်မှုအသစ်တွေကသူတို့ရဲ့ကံကြမ္မာကိုဆက်လက်လွှမ်းမိုးသွားဦးမှာပါလေ။တမိုင်းရဲ့အလှည့်ပြောင်းတစ်ခုချင်းစီတိုင်းမှာဂျိမ်းဖော်လူမျိုးတွေဟာရှင်တန်ရက်တီရဲ့အတွက်ရုန်းကန်ခဲ့ရသလိုနောင်လာမည့်အနာဂတ်မှာလည်းသူတို့ရဲ့အမြင့်ပြတ်မသွားမဲ့ယဉ်ကျေးမှုဇစ်မြစ်ကိုဆက်လက်ထိန်းသိမ်းသွားနိုင်ကြဦးမှာလားဆိုတာအခန်း9ဒီတမိုင်းခီးရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိလာတဲ့အခါမှာတော့ပုံမလက်ဆိုင်တဲ့မေးခွန်းတွေဟာဖြေဆိုစရာမရှိသေးပဲရှေ့ဆက်ပေါ်ပေါက်လာပါတော့တယ်တရုတ်နိုင်ငံဘက်ကကျင်းပိုးလူမျိုးတွေနဲ့မြန်မာနိုင်ငံဘက်ကဂျိမ်းဖော့ကချင်လူမျိုးတွေဟာနိုင်ငံရေးနယ်နိမိတ်တွေမတူညီတဲ့အစိုးရစနစ်တွေနဲ့အမျိုးမျိုးသောတမိုင်းဆိုင်ရာရိုက်ခတ်မှုတွေရဲ့ဖိအားအောက်မှာရှိနေကြဆဲဖြစ်ပါတယ်
တစ်ဖက်မှာကမ္ဘာအာဏာရှင်နိုင်ငံကြီးတွေရဲ့စီးပွားရေးလမ်းကြောင်းတွေအခြေခံအဆောက်အုံစီမံကိန်းတွေနဲ့တယံဇာတထုတ်ယူရေးလုပ်ငန်းတွေဟာဒီတောင်တန်းဒေသတွေကိုတစ်နေ့တစ်ခြားပိုပြီးကျဉ်းမြောင်းလာစေပါတယ်။အဲ့ဒီလိုပြောင်းလဲမှုတွေကြားမှာသူတို့ရဲ့ရိုးရာမြေယာတွေဘိုးဘွားအမွေနှစ်တွေနဲ့တောတောင်ရင်မြေတွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ခြေရှိနေပါတယ်။ဒါပေမဲ့တမိုင်းတစ်လျှောက်မှာဘလို့အခက်အခဲမျိုးနဲ့ပဲရင်ဆိုင်ရပါစေတောင်တန်းပေါ်မှာမွေးဖွားလာကြတဲ့ဒီလူမျိုးစုတွေဟာအမြဲတမ်းလိုခံနိုင်ရည်စွမ်းအား resilience အပြည့်နဲ့ပြန်လည်ထမြောက်လာတတ်ကြစမြဲဖြစ်ပါတယ်။သူတို့ရဲ့ရိုးရာဓလေ့သွေးရင်းနှီးမှုနဲ့ဘာသာစကားဆက်နွယ်မှုတွေဟာရာစုနှစ်ပေါင်းများစွာကိုဖျက်ဆီးလာခဲ့ပြီးဖြစ်တဲ့အတွက်လွယ်လွယ်နဲ့ပျက်စီးသွားနိုင်စရာအကြောင်းမရှိပါဘူး။သို့တော်လည်းနောင်လာမည့်ဆယ်စုနှစ်တွေမှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုအသစ်တွေဥပမာအားဖြင့်ခေတ်သစ်နည်းပညာလွှမ်းမိုးမှုတွေကမ္ဘာရွာကြီး global village ရဲ့ယဉ်ကျေးမှုရိုက်ခတ်မှုတွေနဲ့ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲတွေအောက်မှာသူတို့ရဲ့မူလလူမျိုးရေးအမှတ်လက္ခဏာကိုဘယ်လိုဆက်လက်အသက်သွင်းသွားကြမလဲဆိုတာကတော့လုံးဝကိုစဉ်းစားစရာဖြစ်နေစေပါပဲ။နယ်နိမိတ်တွေကလူတွေကိုခွဲခြားနိုင်ပေမဲ့သွေးသားရဲ့အတန်နဲ့ဘိုးဘွားတို့ရဲ့တမိုင်းမွေနှစ်တွေကိုတော့ဘယ်တော့မှမခွဲခြားနိုင်ပါဘူး။တရုတ်နိုင်ငံဘက်ကကျင်းပိုးတွေနဲ့မြန်မာနိုင်ငံဘက်ကဂျိမ်းဖော်တွေရဲ့နောက်ဆက်တွဲခရီးလမ်းမှာဘာတွေဆက်ဖြစ်လာအောင်မလဲ။အဲ့ဒီရုပ်ဝက်ချက်တွေနဲ့အနာဂတ်ရဲ့အဖြေတွေဟာတမိုင်းရဲ့နောက်ထပ်စာမျက်နှာတွေပေါ်မှာဆက်လက်ရေးထိုးဆဲဖြစ်နေပါတော့တယ်။မိကုံးတမိုင်းရဲ့အမှောင်ထူတွေကနေစတင်ခဲ့ပြီးခေတ်အဆက်ဆက်နိုင်ငံရေးနယ်နိမိတ်တွေကိုလိုနီစနစ်တွေပြည်တွင်းပဋိပက္ခတွေနဲ့ကမ္ဘာပထဝီနိုင်ငံရေးရိုက်ခတ်မှုတွေကိုအလွှာလိုက်ဖျက်ဆီးလာခဲ့ကြတဲ့တရုတ်နိုင်ငံဘက်ကကျင်းပလူမျိုးတွေနဲ့မြန်မာနိုင်ငံဘက်ကဂျိမ်းဖော်ကချင်လူမျိုးတွေရဲ့ခီးလန်းဟာယနေ့တိုင်ပြီးဆုံးသွားခဲ့ခြင်းမရှိသေးပါဘူး။စာရွက်ပေါ်မှာရေးဆွဲထားတဲ့နယ်စပ်မြင်းတွေကသူတို့ကိုတင်းရခွဲခြားထားနိုင်ခဲ့ပေမဲ့ဘိုးဘွားဘီပင်ကဆင်းသက်လာတဲ့သွေးချင်းစင်းမြင့်မူလဘာသာစကားနဲ့ရိုးရာအမွေနှစ်တွေကတော့ရာစုနှစ်ပေါင်းများစွာကိုကျော်လွန်ပြီးယနေ့ထက်တိုင်အသက်ဆက်နေစေဖြစ်ပါတယ်။ဒီသမိုင်းကြောင်းကနေကျွန်ုပ်တို့သင်ယူနိုင်တဲ့အချက်ကတော့လူမျိုးစုတစုရဲ့အသက်ရှင်ရည်တည်မှုနဲ့ယဉ်ကျေးမှုအမှတ်လက္ခဏာဆိုတာနိုင်ငံရေးအာဏာစက်တွေနယ်နိမိတ်သတ်မှတ်ချက်တွေထက်ပိုမိုနှဆိုင်ပြီးခိုင်မာတဲ့ဆိုတဲ့အချက်ပါပဲအခက်အခဲမျိုးမျိုးဖိအားအမျိုးမျိုးကြားမှာယက်တည်နေကြရပေမဲ့မိမိတို့ရဲ့မူလအမြစ်ကိုမမေ့မလျော့ပဲချိတ်ဆက်ထိန်သိမ်းဖို့ကြိုးစားနေကြခြင်းဟာလူသားတို့ရဲ့ဇွဲလုံးလားနဲ့ခံနိုင်ရည်စွမ်းအားကိုအကောင်းဆုံးဖော်ပြနေပါတယ်။တောင်တန်းတွေပေါ်မှာပဲ့တင်ထက်နေစေဖြစ်တဲ့ဂျိမ်းဖော့ကျင်းပူတို့ရဲ့ရိုးရာဒေသတွေတွေးချင်းသားရင်အချင်းချင်းအပြန်လန်လွမ်းဆွတန်းတာနေကြတဲ့အတန်တွေဟာတမိုင်းရဲ့ကွေ့ကောက်ရာလမ်းစုံတိုင်းမှာဆက်လက်ယက်တည်နေဦးမှာအမှန်ပါပဲနယ်နိမိတ်တွေဘလောက်ပဲခြားနားနေပါစေ။တွေးချင်းတို့ရဲ့နှလုံးသားကချိတ်ဆက်ထားတဲ့တရားကြီးကတော့ဘယ်တော့မှကျိုးပြတ်သွားမှာမဟုတ်ပါဘူး။ဒီလိုစိတ်ဝင်စားစရာကောင်းပြီးနှက်ဆိုင်တဲ့တမိုင်းကြောင်းတွေနိုင်ငံရေးနဲ့လူမျိုးစုဆက်နွယ်မှုအချက်လက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်ုပ်တို့ရဲ့ channel ကို like subscribe လုပ်ထားဖို့မမေ့ကြနဲ့ဦးနော်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့ထင်မြင်ချက်တွေသိရှိလိုတာတွေကိုလည်းဗီဒီယိုအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။နောင်လာမယ့်အခြားသောစိတ်ဝင်စားဖွယ်တမိုင်းမှတ်တမ်းအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်။